Hello, I'm back. Missing vlog မတင်တာအရင်နှစ်နိုဝင်ဘာကရတဲ့နဲ့ဘာမှကိုဒီနှစ်မှာ update မလုပ်ရသေးဘူးဒါပေမဲ့ဒီအတွင်းမှာဒီတလောအတွင်းမှာ missing ကို message ပို့ပြီး vlog မတင်နေဘူးလားအဲ့လိုမျိုးလာမေးပေးရ follower တယောက်ချင်းစီတိုင်းကို message ရင်ထဲကနေ really appreciate ပါကိုကအကြောင်းလဲပြီးပြီကိုဖြစ်ချင်တဲ့ lifestyle ကို plan လုပ်နေရပါတော့ကိုကဘယ်လိုမျိုး lifestyle လုပ်ချင်တာတော့ကိုကဘယ်လို career နဲ့တွားချင်တာတော့အဲ့ဒါအရင်ဆုံး figuring out လုပ်နေရတယ်ဒီကြောင့်ရှင်ဒီတလော stress တွေအများများပြီးတော့ energy ကိုကုန်ခန်းနေလို့လည်းပါတယ်ပေါ့နော်အဲ့တော့ missing အခုက energy လဲ restore လုပ်ထားပြီးပြီအခု missing ဘာလီရောက်နေတယ်ဘာလီမှာလည်း missing နေတာ I think it's nearly a month အဲ့တော့မနေ့ပြန်ကြောက်ရှင် missing ထိုင်းကိုပြန်မယ်ထိုင်းမှာကြာ missing 2ညပဲနေလို့ရမယ်ပေါ့နော်ဘာလို့ဆို missing UK ကိုအရေးကြီးကိစ္စနဲ့ပြန်စရာရှိရယ်ဒီနေ့ missing ရဲ့ vlog ကကြတော့ပေါ့ပါ missing ရဲ့ travel vlog ဖြစ်ပါတယ်အဲ့တော့ missing ရဲ့ vlog ကိုအဆုံးထိဆက်လက်ကြည့်ရှုပေးပါနော်အခုက missing ရဲ့ luggage ကိုချိန်လာအောင်မယ်ဘယ်လောက် kg ရှိလဲဆိုတာပေါ့နော်လောကလေး18 kg ရှိရယ်missing ရဲ့ kg allowance က25 kg ဆိုတော့အေးစေးပဲ7နာရီကြာလို့ရှိရင် hotel check out ရှိရပါတော့အခုက7နာရီ34ပဲရှိနေတယ်အဲ့တော့ missing မှာအချိန်လေးရှိသေးတယ်အချိန်ရှိအောင် missing အခန်းလေးတွေဘာတွေမေ့ကြံမလဲဆိုတာတစ်ချက်ဆက်လိုက်ပါတော့ missing ရဲ့ flight ကညနေ6:40ပေါ့နော် missing taxi ကကြတော့နေ့လယ်2နာရီခေါ်ထားဆိုတော့ကြားထဲမှာအချိန်လေးဖုန်းလာကြားထဲမှာ2နာရီလောက်ကအချိန်ပုံနေဦးမယ်ပေါ့နော်ဒါကြတော့ missing ရဲ့ outfit of the day ဖြစ်တယ်ပေါ့နော်မသိလို့ရှိရင် business woman နဲ့တူလိုက်တာ technically business woman ပါပဲကဲ missing ရဲ့ခရီးစဉ်ဂျာနီလေးစလိုက်ကြအောင်အခုကတော့ missing Bali airport ကိုသွားမယ်အခုကတော့ missing Bali airport ရောက်ပြီပေါ့နော်ပြီးတော့ departure gate ကိုသွားမယ်ပြီး missing ရဲ့တက်ဆိုင်ရာ gate တွေလိုက်ရှာမယ်ပေါ့နော်အကုန်လုံး check in လဲဝင်ပြီးသွားပြီပြီးတော့အခု missing လေယာဉ်ပေါ်ရောက်နေပါပြီ Welcome to Thailand ထိုင်းကိုရောက်တာနဲ့ first thing first ကတော့ The Mori Town အမလေးအဲ့ဒါကြီးစားချင်နေတာ finally this is my favorite everဒီနေ့တရက်ကြတော့ဘန်ကောက်မှာ missing စပင်းနေညက်မယ် shopping တွေထွက်မယ်စားချင်တာကြီးသွားစားမယ်ပေါ့နော်missing ဆိုးထားတဲ့စပင်အပိုင်းတွေကိုညှက်ထုတ်ပြီးမှပဲအရင်လိုမျိုး long black hair လေးပြန်ထားမယ်ပေါ့နော်ပြီးရင် missing စပင်အနက်ကလည်းထပ်မဆိုးချင်ဘူးအဲ့တော့ရှည်လာတာကိုစောင့်ပြီးတော့ပဲတပြေးပြေးချင်းစီညှက်ထုတ်ဖို့စဉ်းစားထားတယ်ဒီနှကန်းနီလေးက missing အခုတလောဆိုးဖြစ်ပြီးတော့အရန်သဘောကျနေတဲ့နှကန်းနီလေးပေါ့နော်သူ့ရောင်လေးက daily wear အတွက်လည်းအဆင်ပြေပြီးတော့အသားရောင်လည်းမရွေးဘူးဒီနေ့ညက်ခဲ့တဲ့ hair style လေးကိုတော့ missing အရန်သဘောကျနေတယ်ဘာ hair style လို့ခေါ်မလဲ butterfly haircut လို့ခေါ်မှတင်တယ်နော်အခုကတော့ missing UK မပြန်ခင်မှာတွားစိတ်ခန်းလေးတွားမလို့ပေါ့နော်ဘာလို့လဲဆိုတော့ UK မှာတွားနဲ့ပတ်သက်တဲ့ဟာတွေကအရန်စီကြော missing ဘန်ကောက်မှာပဲတစ်ခါလေးလှုပ်တွားဖို့ပေါ့နော် missing ရွေးထားတဲ့ dental clinic က international clinic ဖြစ်တယ်ပေါ့နော်သူကကြတော့နှစ်ပေါင်း100ကျော်ရှိပြီသူကဈေးတော့ကြီးပေမဲ့လည်း service ပိုင်းမှာတော့ပြောနေစရာမလိုအောင်ကောင်းတယ်အခုကတော့ missing China Town ရောက်ပါပြီ China Town မှာ missing စားချင်တာတွေအကုန်တွားစားမယ်ပထမဦးဆုံးကတော့ဒူရင်ဒီကတော့ oh my god အရန်ကိုကြိုက်China Town မှာဆိုင်နေပေါ်လို့ဘာစားလို့စားရမှန်းမသိဘူးအဲ့လိုမျိုးတွေ့အစားအသောက်တွေကအရန်များတော့ကွာရွေးစရာတွေကခက်ပြီးဘိုက်တောင်မစားတော့ကြည်ရနဲ့တင်ဘိုက်ပြေနေပေါ့နော်ဒါဆိုအချော်လေးဆိုအစုံပဲသူ့ရဲ့ဟိုပဇွန်ကြော်လေးကတော့တော်တော်လေးစားလို့ကောင်းတယ်ကဲ amazing follower တွေစားကြပါဦးဒါလေးကကြတော့ငဖယ်ကြော်လေးပေါ့နော်ဒါလေးကကြတော့ဝက်3ထပ်သားလေးနဲ့ဆန်ပြားလေးပေါ့နော်အရသာအဘူးရှာဘူးလိုမျိုးအရသာလေးတော်တော်မိုက်တယ်ဒီငဖယ်ကြော်လေးကကောင်းလို့missingအများကြီးဝယ်ထားတာအရန်စားကောင်းတဲ့ကျွတ်လေးအခု vlog လုပ်နေတာကညအိတ်ခန့်ဒီမှာလုပ်နေတာပေါ့နော်ကြည်နေတော့တရေဟိုဘိုက်တွေစားလိုက်missingရဲ့အကြိုက်ဆုံးဒီကတော့နနက်တီးပေါ့နော်နနက်တီးလည်းအရန်ကောင်းအခုမှာထားတာကြတော့ဝက်နေရွက်တော့တကယ်တရေတောင်ယူပြီးအဲ့လိုကိုက်လိုက်တဲ့အရသာတွေကလေလုံးဝနုနုရွရွထွတ်လေးနဲ့ very delicious ပြီးရင်နောက်ထပ်မှာထားတာကြတော့ hot pot အိုးလေးပေါ့နော်သူ့ရဲ့အရေးလေးကအရန်တောက်လို့ကောင်းတာနောက်ထပ်ဘန်ကောက်ထပ်သွားရင်ထပ်ပြီးသွားစားမယ်China Townမှာmissing လင်းထပ်လို့ကတော့အစားအသောက်ချမ်းနေပါတယ်တလုံးပြီးတလုံးဒါလေးကြည့်ပြီးတော့တရေမယူကြနဲ့ဘူးနော်
အခုကတော့ညမိုးချုပ်ပြီဆိုတော့မေစင်အိမ်ပြန်တော့မှဖြစ်ပါတယ်အခုနောက် China Town မှာစားရည်များတော့ဒီဒူရင်တီဝယ်ဟာတော့မစားနိုင်တော့အခုတော့အိမ်ရောက်တော့ဘိုက်ပြန်စားလာလို့ဒူရင်တီလေးစားပါမယ် Oh my god ဒီဒူရင်တီလေးကိုကြည့်အသားလေးကလေအများကြီးနဲ့အကြီးပဲအိုးချိုနစ်ပြီအော်အရင်နေဝမ်းတာနေစားရတဲ့အရာသားကြီးအရန်ကောင်းလို့တကယ်ထပ်စားချင်နေပြီဒီ vlog ကို edit လုပ်နေရတော့အခုချိန်မှာမားသွားပြီဒီနေ့ကကြတော့ Amazing UK ပြန်မဲ့နေ့ပေါ့နော် Amazing ရဲ့ UK flight ကမနက်12နာရီဆိုတော့ Amazing ကြားထဲမှာအချိန်ကြီးရှိသေးတယ်အဲ့တော့ဘာလုပ်မှာလဲဆိုတော့ as usual shopping ထပ်တော့မှာဖြစ်ပါတယ်အဲ့တော့ Amazing နဲ့တူတူ like ခဲ့ကြပါ Amazing ချေရတဲ့ follower လေးတွေပထမအဦးဆုံးဝင်ချင်းတွေ့တာကြတော့ T-shirt လေးတွေအရန်ချစ်စရာကောင်းတာပြင်ဈေးလေးလည်းမစိုးသူကတစ်ထည်မှ199ဘတ် quality ကလည်းတော်တော်လေးကောင်းတယ်အဲ့တော့ Amazing နှစ်ထည်ဝယ်ခဲ့တယ်ဒီအယုတ်လေးတကယ်အရန်ချစ်စရာကောင်းတာသူ့ရဲ့ဟိုစပင်းအမွေးလေးတွေကို Amazing ပိုကြိုက်တယ်သူစပင်းလေးကအရန် soft ဖြစ်တယ်လာဘူးဘူးထက် Amazing ကဒီအယုတ်လေးပိုကြိုက်တယ် Amazing လာဘူးဘူးအလကားပေးရင်တော့ Amazing မယူပါဘူးဆိုတော့သူ့ရဲ့ပါဇက်ကြီးကိုကြောက်လို့ပေါ့နော်လန့်လို့အဲ့တော့ Amazing ဒီအယုတ်လေးကို Amazing နှစ်ရုပ်ဝယ်ခဲ့တယ်ဘာအယုတ်လေးလဲဆိုတော့ထုံးစံတိုင်း Amazing လင်းထက်ဆိုတာနဲ့အပန်းရောင်လေးဖြစ်ပါတယ်အရင်ကြည့်ကြကောင်းတယ်ဒီရုပ်လေးဝယ်ပြီးတော်တော်လေးစိတ်ကြည်နက်နေတယ်အယုတ်လေးဝယ်ပြီးပြီဆိုတော့ Amazing အခုကကြတော့ iPad Pro လေးဝယ်ဖို့အတွက်ကြည်နေရပေါ့နော် iPad Pro ကကြောင့် Amazing latest version ကိုဝယ်ဖို့အတွက် Amazing စဉ်းစားထားတယ်သူ့ရဲ့ latest version ကလေကန်ရတာပပလေးနဲ့တော်တော်လေး light weight ဖြစ်တယ်အယောင်က2ရောင်မှ Amazing အယောင်ကရွေးရခက်နေရဲ့ဒါပေမဲ့နောက်ဆုံးကြောင့် Amazing ဘာရောင်လေးရွေးလဲဆိုတော့ unboxing လေးကိုကြည့်လိုက်ပါဘတ်3000ကျော်ကို Amazing tax refund လုပ်တာက1800ကျော်ရတယ်ဆိုတော့မစိုးပေါ့နော် shopping လည်းထွက်ပြီးပြီလိုချင်နိုင်လည်းရပြီဆိုတော့ဘိုက်စားပြီအခုကကြောင့် Amazing မာလာရှန်ဂေါလေးစားမယ်ပေါ့နော်သူရဲ့အချင်းလေးရလဲရှယ်မာလာရှန်ဂေါကိုအချင်းလေးနဲ့တို့စားရတာကဘာနဲ့မှမတူဘူးပေါ့နော်တကယ် paradise ကိုရောက်သွားသလိုပဲခံစားရတယ်ဒီ vlog မှာလေ shopping နဲ့စားတော့ပဲများနေသလားလို့အခုကကြတော့ Amazing airport ကိုတွားတော့မှာဖြစ်ပါတယ် UK ကိုပြန်ရမယ့်အချိန်ကနီးလာပြီပေါ့နော်luggage တွေအကုန် check in လုပ်ပြီးပြီဆိုတော့ Amazing gate မှာစောင့်နေပါပြီ Amazing UK ကနေဘန်ကောက်ကိုလာတဲ့အချိန်တိုင်းက flight မှာအများအားလူပြည့်ရယ်ဒါပေမဲ့ဘန်ကောက်ကနေ UK ကိုပြန်တဲ့အချိန်ကျလို့ရှိရင်အများအား flight မှာလူကနည်းပြီးတော့ထိုင်ကုန်တွေကအများအားပုံနေပေါ့နော်အခုဆိုလို့ရှိရင် Amazing ဘေးနားမှာထိုင်မဲ့လူဆိုရင်နှစ်ခုံလုံးလူမရှိဘူးပြီးရင်လည်းတွေ့ရတိုင်းခုံတွေလည်းအများကြီးပုံနေဒါကြောင့်လေရင်ကကျွေးတဲ့ညစာpasta နဲ့ပဇွန်ရယ်ပြီးရင်ပဇွန်နဲ့ကြာစံတုပ်ရယ်ပြီးရင် brownie ရယ်ဒါတွေပေါ့နော်အခုကကြတော့ Amazing flight ကပသိမ်ကိုရောက်နေပါပြီဟိုမှာမန္တလေးလည်းတွေ့နေရတယ်အမလေးလွမ်းလိုက်တာAmazing Sea ရဲ့ Airway က Thai Airway direct flight ပေါ့နော်ဒါကြတော့ Thai Airway ကကျွေးရဲ့မနက်စာပေါ့နော် sausage ရယ် broccoli ရယ်ပြီးရင်အသီးလေးရယ် apple juice ရယ်ဒါလေးပေါ့နော်73နာရီကြာတဲ့ journey ဆိုတော့လေလူကအရန်ကိုပြင်ပန်းနေပြီတခါယူရိုပကနေ Asia သွားတာအရန်ပြင်ပန်းနေတာ25မိနစ်ပဲကျန်တော့တယ် fighting နောက်ဆုံးတော့ welcome to England ရောက်ပါပြီတဲ့ဟိုမှာအပန်းရောင်လေးကကျမရဲ့ luggage လည်းထုတ်ပြီးသွားပါပြီ UK ကိုခြေချရတဲ့ fasting fast breakfast ကကြတော့ British breakfast ဖြစ်ပါတယ်UK ကတည့်ရတဲ့အတိုင်းပဲအမြဲတမ်းမောင်မဲပြီးတော့မိုးရွာနေပါတယ်ဒါကတော့ UK ထုံးစံပေါ့နော်ယာတီတူပါ Amazing ရဲ့ဒီနေ့ vlog ကိုအဆုံးထိကြည့်ရှုပေးရရောက်စတိုင်းကို Amazing ကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ် Amazing ရဲ့ vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ် love you all bye